နော်အဲ့တော့prompt တွေမှာပါရမယ့်အချက်လေးတွေပေါ့အချက်လေးတွေအဓိကပါလဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ကိုဘယ်ပတ်ဝန်းကျင်လဲကိုကရုံးခန်းတွေကဟာကိုဖန်တီးချင်တာလားမဟုတ်လို့ရှိရင်လေအခုက2025ဆိုရင်နောက်2050တို့2060တို့အထိအနေအထားကိုဖန်တီးချင်တာလားဘာမှမဟုတ်လို့ရှိရင်လေအညာတီးလက်ကလေးမှာလားပေါ့နော်စသဖြင့်ပတ်ဝန်းကျင်နောက်တစ်ခါကျတော့ပါဝင်မဲ့ character ဆိုတာကကြတော့အဲ့လူကယောက်ျားလားမိန်းမလားတက်ရွယ်ကဘယ်လောက်လဲပြောလို့ရှိရင်ဝလားပိန်လားဘာလူမျိုးလဲညီမလူမျိုးလားထိုင်းလူမျိုးလားယူရီးယားလူမျိုးလားပေါ့နော်နောက်တစ်ခါကျတော့အဝိစားကကြတော့ညီမဝတ်စုံလေးဝတ်ထားတာလားပြီးရင်သူ့ရဲ့မျက်နှာအမူအရာနဲ့အပြုအမူလက္ခဏာတွေကတော့အများနဲ့မထက်လည်းရတယ်လို့ညီမယူဆတယ်ဒါပေမဲ့ကိုယ့်ရဲ့ဗီဒီယိုကဥပမာအရန်လွမ်းဆွေးစရာလေးဖြစ်တယ်ဆိုရင်တော့ထည့်ပေးရင်တော့ပိုအဆင်ပြေတာပေါ့လေလွမ်းဆွေးစရာလေးကိုပြောတဲ့အခါမှာသူကရည်နေလည်းအဆင်မပြေဘူးဆိုတော့အဲ့လိုမျိုးလေးရှိပါတယ်နောက်တစ်ခါကျတော့အမူအရာစကားပြောနေရလားလမ်းလျှောက်နေရလားမတ်တက်ရနေရလားထိုင်နေရလားပေါ့နော်နောက်ဒီကင်မရာနဲ့ visual style ဆိုတာကကျတော့ကင်မရာကိုဘယ်လိုရိုက်ပြမှာလဲသူ့မျက်နှာကိုတက်ရိုက်မှာလားဝေးကနေလားနီးကနေလားပြီးကကြရင်သူတယောက်တည်းကိုအဓိကရိုက်မှာလားကျန်တဲ့နောက်ခါလူတွေကရောရိုက်မှာလားဆိုတာမျိုးလေးတွေကိုထည့်ပေးရမှာပေါ့နော်အဲ့တော့ဒါလေးကိုတော့တစ်ချက်ဖြစ် note လေးလုပ်တာ access လေးဖန်ထားပေးပါတယ်တော့နောက်တစ်ခုကဒါ advance လို့ခေါ်တာအဆင့်မြင့်ဆိုတာဒါ advance ဆိုတဲ့စကားလုံးဘာသာပြန်ထားတာပေါ့နော်အဲ့ခုနအချက်တွေကတော့မဖြစ်ပေါ့အဲ့မဖြစ်တဲ့အပြင်ကိုထပ်ပြီးတော့ကိုကပို့ပြီးတော့တိတိကျကျဖြစ်စေချင်တယ်ဆိုတော့ဒီချက်တွေထည့်ရပါမယ်ဒါကတော့ဗာလဲဆိုအလေးအမှောင်ပေါ့အဲ့တော့ကိုကလင်းဖြော့လေးလိုချင်တာလားပေါ့နော်နေဝင်ချိန်လေးလိုချင်တာလားမနက်မိုးလေးနေရာမကြီးလေးလိုချင်တာပြီးကကြလို့ရှိရင်ဒီ style နဲ့ art direction မှာဆိုလို့ရှိရင်လည်းကိုကဘယ်လိုပုံစံလိုချင် realistic documentary ဆိုတာ easy မပြောရင်အခုကျမတို့Facebook ဒီမှာတင်နေကြလူတိုင်းပဲလေလူပုံစံတိုင်းပဲတော်တော်များတူဒါဆိုလို့ရှိရင်ကျမတို့ဒါကို realistic documentary လေးထုတ်ထားတာပါနောက်တစ်ခါကျတော့ enemy ကတော့သိပြီးသားပေါ့နော်လူငယ်တွေဆိုပိုသိမယ် enemy ကတော့ဒီဂျပန်ကာတွန်းပုံစံမျိုးတွေကာတွန်းဆိုတာကိုတို့ကတော့ enemy ဆိုတဲ့ပုံစံတိုင်းဖြစ်တဲ့တခုရှိတယ်ပေါ့နော်နောက် 3D basis style ဆိုတာကျတော့ 3D ပုံစံကိုလေကိုနဲ့တော့စင်တင်မဲ့ဒါပေမဲ့တော့ချစ်စရာလေးပေါ့နော်ဒီမှာတော့အဲ့ပုံလေးသဘောကျပါတယ်နောက်ကာတွန်းပေါ့ကာတွန်းကတော့ 3D မဟုတ်ဘူးကာတွန်းပုံစံနောက်ဒါ cinematic Hollywood style လို့ documentary ခုန realistic နဲ့ documentary ကိုတွဲပြီးတော့သုံးလေးရှိကြတယ်နောက်ဒီ water color animation ပေါ့နော်အဲ့လိုပုံစံမျိုးလေးအဲ့တော့ဒါလေးတွေကိုသူကမှတ်ထားပြီးတော့ကိုသုံးတဲ့ထဲမှာတစ်ခုချင်းစမ်းကြည့်ပေါ့နော်ကွာrealistic documentary ထည့်ကြည့်လို့ရှင်ထွက်လာတဲ့ပုံကိုကြိုက်သလား 3D ကိုစမ်းကြည့်ထွက်လာတဲ့ပုံကိုကြိုက်သလားကြည့်ပြီးဆိုနောက်ကြရင်ကိုထုတ်လို့ရှင်ကိုကြိုက်တဲ့တစ်မျိုးလေးပဲသုံးရုံနဲ့အကုန်လုံးမှတ်ထားစရာမလိုဘူးဒီချိန်တော့စမ်းကြည့်ဖို့လိုပါတယ်နောက်တစ်ခါကျတော့ဒီ extra production detail ပေါ့နော်ဒါကတော့advance ရဲ့အပြင်မှာ optional လို့ကျမတို့ခေါ်တယ်ထည့်လည်းဖြစ်တယ်မထည့်လည်းဖြစ်တယ်မထည့်ရင်တော့ तू ကသူ့အဆင်ပြေတယ်ထည့်ပေးလိုက်မယ်ကိုကအတိအကျပြောတယ်ဆိုရင်တော့ तू ကကိုပို့ပြီးတော့နှီးဆက်တာပေါ့နော်နောက်ခံဂီတပြီးစာသားလေးထည့်ခြင်းသလားနောက် logo နေရာချထားမယ် logo နေရာချထားရဲဆိုတာကကျမတို့လိုမျိုးပေါ့အလုပ်အတွက်ပေါ့ခုနလိုအလုပ်အတွက်လာလို့ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုထဲမှာအခု TikTok တို့ဘာတို့မှာဆိုလို့ရှိရင်ဗီဒီယိုတွေကအရင်တချို့ဆိုပြန် download လုပ်ပြန်တင်တာတွေရှိတဲ့အခါကျတော့သူများတကာကိုယ့်ဗီဒီယို copy လုပ်လို့မရအောင်ကိုယ့်ရဲ့ကုမ္ပဏီသို့မဟုတ်ဒီသက်ဆိုင်ရာ logo ပေါ့နော်ကုမ္ပဏီ logo လေးကိုထည့်ခြင်းနေဆိုရင်အဲ့ logo လေးကို attach တွဲပေးလိုက်ဒီ logo ကိုတော့ background မှာဒါမှမဟုတ်ရှင်အင်ဂျီလေးမှာအဲ့လိုမျိုးထည့်လို့ရပါတယ်နောက်တက်မှတ်အရာပုံစံများပေါ့နော်အရာကိုလည်းဘယ်လိုမျိုးစင်တယ်ဆိုတော့အဲ့တော့ပြောမယ်ဆိုရင်သူကအဆင့်3ဆင့်ရှိပါတယ်ပထမအဆင့်ကတော့ဒီပေါ်က4ခုပေါ့နော်ဒီ4ခုကတော့မပေါင်ဖြစ်ထည့်ဖို့လိုအပ်တယ်လို့ကျွန်မယူဆပါတယ်စမ်းလည်းကြည့်ပြီပေါ့နော်နောက်တစ်ခါကျတော့ဒီနံပါတ်1နဲ့2ပေါ့အဲ့တော့ဟို4ခုကတော့ပါပြီဆိုလို့ရှိရင်နံပါတ်1နဲ့2ကိုတစ်ချက်ထပ်စမ်းကြည့်ပါအဲ့တော့အမှဆိုပို့ပြီးတော့လှလာတာပို့ပြီးတော့တည်တည်တက်တက်ဖြစ်လာပြရပါမယ်နံပါတ်3ကတော့ option တွေပါကိုကအတန်ဒီပါတခါလေးထည့်ခြင်းနဲ့စာသားလေးစာတန်းထိုးခြင်းနဲ့ဒါပေမဲ့လေ VO3 ပေါ့နော်ခုန VO3 ကစာတန်းထိုးတဲ့နေရာမှာဆိုရင်တော့သူ့မှာအခုထိအပြစ်တွေရှိပါအမားတွေရှိတယ်ပေါ့နော်စာတန်းဆိုအင်္ဂလိပ်စာတော့မှန်အောင်မထိုးပါဘူးတစ်ခါကြလို့ရှိရင်အဲ့လိုလေးတွေရှိပါတယ်